နာမည်ကတော့ good morning လို့အမည်ရပါတယ်ဒီတခြင်းလေးရဲ့အဓိပ္ပာယ်ကတော့ယုံကြည်သူဖျားသားသမီးတွေကဖျားသခင်ရဲ့ကျေးဇူးတော်အပြင်နိုးထခွင့်ရရှိခြင်းဖြစ်ပြီးတော့နေ့ရက်စဉ်တိုင်းကိုရောရှင်ဖျားရဲ့ကျေးဇူးပြုညာကိုချီးမွမ်းပြီးတော့ကောက်ခုံမယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကျင့်တဲ့အချိန်လေးကလည်းတပတ်မှာ3ရက်အဲ့လိုမျိုးအချိန်နေတဲ့အတွက်ကြောင့်အမားပါခဲ့ရင်လည်းခရစ်တော်ရဲ့နာမ၌ခွင့်လို့ပေးဖို့တောင်းပန်ချင်ပါတယ်အတူတကွခွန်အားယူဖို့လည်းခရစ်တော်ရဲ့နာမ၌ဖိတ်ခေါ်ပါရစေ
မရသေးဘူးနောက်တစ်ခေါက်1 2 3 4မရသေးဘူးနောက်တစ်ခေါက်ကျွန်တော်ပြောထားတဲ့အတိုင်းလုပ်ရမှာဆိုတော့1 2 3ကျွန်တော်တို့ကင်မရာတမမားသွားပါတယ်ခွန်းလွတ်ပေးပါမယ်โอเคဆရာမကိုဖိတ်ခေါ်ပါရစေကျေးဇူးတင်ပါတယ်ကျမတို့ပြန်ငယ်ချင်းစိတ်ပေါက်တော့ကချင်လာလို့လေဆိုတော့ဒီနေ့ပေါ့နော်လူငယ်တွေဒီလိုအတင်းတော်နှစ်ပါးလူငယ်တွေအတူကဖျားရှင်ကိုဝတ်ပြုကိုးကွယ်ခွင့်ရတဲ့အတွက်လေဘုရားရဲ့ကျေးဇူးတော်ဒါခင်ပြင်ဆင်ပေးမှုအတွက်ကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီကြားထဲမှာကျမနှုတ်ကပတ်တော်ဝင်ငှဖို့ဖြစ်လာတဲ့အတွက်လည်းအရင်ဝမ်းမြောက်ပါတယ်ဆိုတာအရင်ဆုံးကျမဖော်ပြအပ်ပါတယ်လို့ဒီနေ့ကျမတို့လူငယ်တွေခွန်အားယူဖို့ရွေးချယ်ထားတဲ့ကျမ်းပိုက်ကဟေရှာယအနာဂတိကျမ်းအခန်းကြီး54အငယ်1ကနေ3ဖြစ်ပါတယ်ဟေရှာယအနာဂတိကျမ်း54အငယ်1မှ3သားမဖွာသောအမြုံမှဝမ်းမြောက်လော့သားပွားခြင်းဝေဒနာကိုမခံသေးသောမိန်းမကြွေးကြော်အော်ဟစ်လော့အကြောင်းမူကားစွန့်ထားသောမိန်းမသည်လင်ရှိသောမိန်းမထက်သာ၍များသောသားတို့ကိုဖွားမြင်ပြီဟုထာဝရဘုရားမိန့်တော်မူ၏သင်ဤတဲရာကိုကျဲစေလော့သင်ဤနေရာမျက်နှာချက်ကိုကျက်အောင်လော့နှမျောသောစိတ်မရှိနှင့်ကျိုးတို့ကိုရှည်စေအောင်လော့တိုင်တို့ကိုမြဲစွာစိုက်လော့အကြောင်းမူကားသင်သည်လက်ရဘက်လက်ဝဲဘက်၌တိုးပွားလိမ့်မည်သင်ဤအမျိုးနွယ်သည်တပါးမျိုးသားတို့ကိုအမွေခံ၍သူတို့ဤစိတ်ညံသောမြို့တို့၌နေကြလိမ့်မည်ဟေရှာယအနာဂတိကျမ်းကိုအပိုင်း၃ပိုင်းခွဲထားပါတယ်ဆိုတော့ဟေရှာယအနာဂတိကျမ်းကို prophet ဟေရှာယတပါးထဲကရေးထားတာမဟုတ်ဘူးလို့ပညာရှင်တွေကသုံးသပ်ပါတယ်အခန်းကြီး1ကနေ31ထိကို prophet ဟေရှာယကရေးသားပြီးတော့အခန်းကြီး40ကနေ55ထိကိုဒုတိယဟေရှာယရေးတယ်လို့ပြောပါတယ်အဲ့ဒီ51ကနေအဆုံးထိကိုတတိယဟေရှာယကရေးတယ်ဆိုပြီးတော့ပညာရှင်တွေကဖော်ထုတ်ထားတာဖြစ်ပါတယ်ဆိုတော့အခုဒီနေ့ကျွန်မရွေးချယ်ထားတဲ့ဒုတိယဟေရှာယရေးထားတဲ့ကျမ်းစာဖြစ်ပါတယ်ဆိုတော့တစ်က prophet ဟေရှာယအခန်းကြီး1ကနေ39ထိကိုရေးသားတဲ့ prophet ဟေရှာယကတော့ BC 940ပတ်ဝန်းကျင်လောက်မှာ prophet ပြုထားတာဖြစ်ပါတယ်။နောက်ဒုတိယဟေရှာယကတော့ BC 990ပတ်ဝန်းကျင်လောက်မှာ prophet ပြုထားတာဖြစ်တယ်။ဂျာကာလထဲမှာနှစ်ပေါင်း150ခန့်ကွာခြားတယ်လို့ပြောပါတယ်။ဆိုတော့ဒီဂျာကာလထဲမှာ prophet ဟေရှာယပထမဟောထားတဲ့ဟာလေးပြည့်စုံလာတယ်ဆိုတာကိုအများကြီးတွေ့ရတယ်ဆိုတော့အဲ့ဒီနေရာတစ်ဝိုက်ကအယံရှုပ်ရှက်ခတ်တဲ့နိုင်ငံရေးလူမျိုးရေးအယံရှုပ်ရှက်ခတ်ပါတယ်အင်အားကြီးလာပြီဆိုတာနဲ့အင်အားကြီးတဲ့နိုင်ငံကအင်အားနည်းတဲ့နိုင်ငံကိုအမြဲတမ်းတိုက်ခိုက်သိမ်းပိုက်ဖို့အမြဲတမ်းချောင်းနေတဲ့ဒေသတွေဖြစ်တယ်ဆိုတော့ဘုရားသခင်ရွေးချယ်သောလူမျိုးတော်အဲ့ဒီလူမျိုးတော်ကတစ်ဖက်မှာတောင်နဲ့မြောက်လို့နှစ်ချမ်းကွဲသွားပြီးတော့တစ်ဖက်မှာဣသရေလတစ်ဖက်မှာဂျူဒဆိုပြီးတော့ကွဲသွားတယ်ဆိုတော့ဘလို့မှအင်အားကြီးဖို့မဖြစ်နိုင်ဘူးသူကအင်အားငယ်တယ်အဲ့ဒီမှာဘေးမှာအစီးရီးယားရှိတယ်ဆီးရီးယားရှိတယ်အစီးရီးယားတသက်နော်ဆီးရီးယားတသက်နော်ဆိုတော့အစီးရီးယားရှိတယ်ဆီးရီးယားရှိတယ်ဘေဘီလောန်တွေရှိတယ်ပါရှားတွေရှိတယ်အများကြီးပဲအင်အားကြီးတယ်လို့အင်အားသေးတဲ့နိုင်ငံကိုအမြဲတမ်းချင်းချောက်တယ်အနိုင်ယူတယ်အခွန်ဘန္နာကိုတောင်းတယ်သူတို့ရဲ့လက်အောက်ခံဖြစ်ထားတယ်ဆိုတော့အဲ့ဒီမှာပထမအဲ့ဒီ prophet ဟေရှာယပထမဟေရှာယနဲ့ဒုတိယဟေရှာယအဲ့ဒီတောက်လျှောက်ဘာကိုတွေ့ရလဲဆိုတော့လူမျိုးတော်ရဲ့အဖြစ်တွေကိုအများကြီးတွေ့ရတယ်အဲ့ထဲမှာအဓိကအဖြစ်ကနှစ်ခုဖြစ်ပါတယ်တဲ့ဘာလဲဆိုတော့ရုပ်တုစင်တုကိုးကွယ်ခြင်းနဲ့နောက်တစ်ခုကတော့မနာခံခြင်းဖြစ်တယ်တဲ့ရုပ်တုစင်တုကိုးကွယ်ခြင်းကဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီမှာအစီးရီးယားရဲ့လက်အောက်ကိုရောက်သွားတယ်အစီးရီးယားဘေဘီလောနပြန်နိုင်တဲ့အခါဘေဘီလောနရဲ့လက်အောက်ကိုပြန်ရောက်သွားတယ်ဆိုတော့ဘေဘီလောနသူ့တိုင်းပြည်ကိုဒီလူမျိုးတွေအများကြီးကိုခေါ်သွားတယ်ဂျေရုဆလမ်ဗိမာန်ကိုဖျက်ဆီးပစ်တယ်အဲ့ဒီမျိုးဖြစ်တဲ့အခါမှာနောက်ဆုံးတော့ဘာဖြစ်လဲဆိုသူများနိုင်ငံကိုရောက်သွားတဲ့အခါမှာ
ဒီလူဘုရားသခင်ရဲ့လူမျိုးတော်ဘာခံစားရလဲဆိုတော့ယာဝေသည်ငါတို့ဘေးနိုင်ငံကဖယားဒီလောက်တကိုးမရှိအဲ့ဒီလိုမျိုးသူတို့ခံစားရတယ်ဘေဘီလောကဘာကိုကိုးကွယ်လဲဆိုမာဒုတ်ဖယားကိုကိုးကွယ်တယ်မာဒုတ်လောက်ယာဝေသည်တကိုးမရှိဘူးဆိုတာသူတို့ခံစားလာတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ယာဝေဖျားငါတို့တလောက်သူများလက်အောက်မှာဒုက္ခရောက်နေတာကိုငါတို့ကိုမကယ်တင်ဘူးငါတို့ဖျားသခင်ယာဝေဖျားသည်ဂျေရုဆလင်မှာကြံခဲ့ပြီးဒီနေရာငါတို့နဲ့တူပါမလားဘူးလို့သူတို့ကခံစားတယ်အဲ့ဒီခါမှာဘာဖြစ်လဲဆိုတော့သူတို့ရောက်တဲ့နေရာကဖျားတွေရုပ်တုစင်းတုတွေကိုးကွယ်တယ်ရစ်ပူဇော်တယ်အဲ့ဖျားတွေတပွဲတွေလုပ်တယ်အဲ့ဖျားတွေတပွဲတွေလုပ်တဲ့နေရာမှာဝမ်းသာအားရသွားရောက်ပါဝင်ပြီးတော့အဲ့ဒီလိုမျိုးပေါ့နော် activity အမျိုးမျိုးမှာသွားပြီးတော့ပါဝင်လို့ဆိုတာကိုတွေ့ရတယ်ရုပ်တုစင်းတုဖျားသခင်အလိုယွန်ရှာတဲ့ရုပ်တုစင်းတုကိုကိုးကွယ်ပြီးဘာသာရေးမှာအများကြီးဖျားရှိမှာစိတ်ဆိုးစရာအရှမ်းဖြစ်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့မနာခံခြင်းဆိုတော့ကျမ်းစာတစ်ခုလုံးကိုကြည့်တဲ့အခါဘုရားသခင်ကိုကျမတို့ကချစ်ချင်းမြတ်တာဘုရားသခင်ပြင်မြင်ရတယ်ခွင့်လွတ်တဲ့ဘုရားပြင်မြင်ရတယ်သို့တော်လည်းပဲဒီဘုရားသခင်ရဲ့လူမျိုးတော်ဂျားထဲမှာဘာဒီအများကြီးဖြစ်လာလဲဆိုတော့သူတို့ချမ်းသာကြွယ်ဝလာတဲ့အချိန်ကာလကစပြီးသူတစ်ပါးလက်အောက်ကိုရောက်သွားတဲ့အချိန်ထိဘာဒီဖြစ်လဲဆိုတော့လောဘရဲ့နောက်ကိုအရှမ်းလောဘကြီးတဲ့အခါမှာလှုပ်တဲ့တယ်မလှုပ်တဲ့ဘူးဆိုတာမပိုင်းခြားတော့ဘူးဖျားကြိုက်တယ်မကြိုက်ဘူးဆိုတာမပိုင်းခြားတော့ဘူးဒီလောဘရဲ့သူတို့ရဲ့လောဘကိုဖြည့်ပြီးလောဘနောက်ကိုလိုက်တယ်ဆိုတာရတယ်မတရားမှုအာနာရှိတဲ့အတိုင်းဝိုင်းပတ်စံရှိတဲ့အတိုင်းဝိုင်းရနေပြီးတော့သူတို့ရဲ့လက်ထဲမှာရှိတဲ့ဥစ္စာကိုအသုံးပြုပြီးတော့အာနာမရှိတဲ့လူပစ္စည်းဥစ္စာမရှိတဲ့သူတွေကိုတန်ဖိုးလုံးဝမထားဘူးအများကြီးနှိမ်တယ်ဟုတ်လားဖနတ်တရံလောက်တောင်တန်ဖိုးမထားဘူးဆိုတာကိုကျမ်းစာတွေ့ရတယ်ရှင်ဘုရင်တွေကြပြန်တော့လေ prophet ဟေရှာယကအင်အားကြီးတဲ့တိုင်းပြည်တွေပေါ်ပေါက်လာတဲ့ခါမှာသူတို့ကဘေးကတခြားနိုင်ငံတွေနဲ့ပေါင်းပြီးတော့အင်အားကြီးတဲ့ဘုရင်ကိုပုံကန်ခြင်းတယ်တော်လှန်ခြင်းတယ်သူတို့တိုင်းပြည်ကိုလာပြီးထိပါမှာစိုးရင်တော့ဘေးကတိုင်းပြည်လေးနဲ့မဟာမိတ်ဖွဲ့ခြင်းတယ်prophet ဟေရှာပြောတယ်မဟာမိတ်ဘယ်သူနဲ့မှမဟာမိတ်မဖွဲ့နဲ့နင်းနဲ့တူဖျားရှိတယ်ဒီလူမျိုးနဲ့တူဖျားရှိတယ်လုံးဝမဟာမိတ်မဖွဲ့နဲ့ဘယ်သူမှဒီနေရဒီမြေကိုမထိနိုင်ဘူးလို့ပြောတော်လဲမရဘူးမဟာမိတ်ဖွဲ့ညဲဖွဲ့တယ်နောက်ဆုံးကြတော့ဟေရှာယဟောထားတဲ့အတိုင်းနောက်ဆုံးကြတော့အမြဲသူတစ်ပါးလက်အောက်ကိုတဆင်းပြီးတဆင်းရောက်သွားရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဓိကသူတို့ရဲ့အပြစ်ကမနာခံခြင်းနဲ့ရုပ်တုစင်းတုကိုးကွယ်ခြင်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဒီအခုကျွန်မဖတ်သွားတဲ့ဟေရှာယအခန်းကြီး54ကသူတစ်ခုထဲနဲ့ကျွန်မတို့ယူသွားလို့မရဘူးသူရဲ့နောက်ကြောင်းသူရဲ့ history အကုန်လုံးကို like ပြီးတော့မှဖခင်ကဘာ message ကိုပေးတယ်လဲဆိုတာကိုပြန်ရှာမှရတာအဲကျမ်းပိုက်3ပိုက်ထဲနဲ့သွားလို့မရဘူးဆိုတော့အဲဒုတိယဟေရှာယအခန်းကြီး40နဲ့55ကြားမှာအချက်4ချက်ကိုဘုရားသခင်ကဖော်ပြတယ်နံပါတ်1ချက်ကဘာလဲဆိုတော့ပြန်စဉ်းစားမင်းတို့အပြစ်ကြောင့်မင်းတို့တိုင်းတစ်ပါးကလည်းအောင်ရှောက်ရတယ်ဆိုတာဖော်ပြတယ်နံပါတ်2ချက်ကဘာဖော်ပြထားလဲဆိုသူတို့ထင်တယ်လို့ဖခင်သခင်ကသူတို့ကိုစွန့်ပစ်မထားဘူးဂျေရုဆလင်မှာပဲကြံခဲ့တဲ့ဖခင်မဟုတ်ဘူးသူတို့နဲ့အတူရှိတယ်သူတို့ရဲ့ဘိုးဘေးဖြစ်တဲ့အာဗြဟံနဲ့ပေးထားတဲ့ဂတိကိုမပြတ်တဲ့ဖခင်ဗဒိညင်ကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ဂတိတည်တဲ့ဖခင်သူတို့ကိုမစွန့်ပစ်တဲ့ဖခင်ဖြစ်တယ်ဆိုတာကိုဖော်ပြထားတာကိုတွေ့ရတယ်နံပါတ်3ချက်ကဖခင်သခင်ကသူရွေးချယ်တဲ့ဒီလူမျိုးတော်ကိုအယမ်းချစ်တယ်ဆိုတာဖော်ပြတယ်သိုးထိန်ကသိုးတွေကိုဟာလားဘေးရန်ပေါင်းကာကွယ်တယ်လို့ဒီဖခင်ကသူတို့ကွယ်ကာဖော်ပြတယ်သိုးထိန်ကနာနေတဲ့သိုးတွေပွေ့ပိုက်ပြီးတော့ခေါ်လာတယ်လို့သိုးငယ်လေးတွေကိုသူ့ရဲ့ရင်ခွင်မှာပိုက်ပြီးတော့ခေါ်လာတယ်လို့ဒီလူမျိုးတော်ကိုလည်းသူ့ရဲ့ရင်ခွင်မှာပိုက်ပြီးတော့နေရက်ကိုပြန်စေမယ်ဆိုတော့ဒီကျမ်းစာတွေမှာတွေ့ရတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဖခင်သခင်ကသူတို့အားထားတဲ့ရုပ်ထုစင်းတုတွေထက်သူတို့ကြောက်တဲ့ဘေဘီလွန်အစီးရီးယားပါရှာအဲ့ဒါဒီအားလုံးချက်ကိုတကိုးရှိတဲ့ဖခင်သူတို့ကြောက်ရွံ့တဲ့အရာတွေအဲ့ဒါဒီအားလုံးလက်ကနေလွတ်အောင်လုပ်နိုင်တဲ့ဖခင်ဖြစ်တယ်ဆိုတာကိုဒီဒုတိယဟေရှာယကျမ်းပိုက်တာဖော်ပြထားတာဖြစ်တယ်အဲ့ဒီမှာအချက်4ချက်အပြင်ဖော်ပြထားတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဒုတိယဟေရှာယမှာကယ်တင်ရှင်2ဦးကိုတွေ့ရတယ်
နံပါတ်1တယောက်ကဘာတူလဲဆိုတော့အဲ့ဒီဘေဘီလွန်လက်အောက်မှာကြာရောက်နေတဲ့လူမျိုးကိုသူ့ရဲ့တိုင်းပြည်ကိုပြန်ပြီးတော့လွတ်ပေးမဲ့ကယ်တင်ရှင်နောက်နံပါတ်2တယောက်ကတော့လူမျိုးအားလုံးတို့ကိုဖြောင့်မတ်ခြင်းတရား၌တည်စေမဲ့ကယ်တင်ရှင်ဆိုတော့ဒီဒုတိယဟေရှာယကယ်တင်ရှင်နှစ်ဦးကိုဒီမှာပြန်ပြီးတော့တွေ့ရတယ်ဆိုတော့သူဒုတိယဟေရှာယဟောထားတဲ့အတိုင်းပဲ BC 939မှာပါရှားရှင်ပြန် Cyrus ကဘေဘီလွန်ကိုနိုင်ပြီးတော့ဘာလုပ်လဲဆိုတော့ဒီဖျားသခင်ရဲ့လူမျိုးတော်အဲ့လူမျိုးကိုသူ့ရဲ့တီတော်ကိုပြန်ပါလွတ်ပြီးတော့ပြန်လွတ်ပြီးတော့ Jerusalem မြို့ရိုးကိုတီးပါ Jerusalem ဗိမာန်ကိုပြန်ပြီးတော့တီဆောက်ပါပြီးတော့ Cyrus ကပြန်လွတ်ပြီးတယ်သူတို့နေရာအရက်ကိုပြန်စီ Cyrus ကပထမကယ်တင်ရှင်ကို BC 939မှာဟေရှာယပြောထားတဲ့အတိုင်းတွေ့ရတယ်ဆိုတော့နှစ်ပေါင်းများစွာအကြာမှာလူမျိုးတကာတို့ကိုဖြောင့်မတ်ရမှာတည်စေမဲ့မေရှိယကယ်တင်ရှင်ဘုရားသခင်ကလုပ်တယ်ဆိုတော့ prophet ဟေရှာယကျမ်းရဲ့ပြည့်စုံတာတွေကိုကျွန်မဒီမှာပြောနေတာဖြစ်တယ်ဆိုတော့ဟေရှာယအဲ့ဒီဒုတိယဟေရှာယကအတိကပေးတဲ့ message ကဘာလဲဆိုတော့ခွင့်လွှတ်ခြင်းနဲ့ကယ်တင်ခြင်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဟေရှာယခုနကကျွန်မဖတ်သွားတဲ့54တစ်ကနေ3မှာတစ်မှာဗာပြောထားလဲဆိုတော့သားမဖွာသောအမြုံမဝမ်းမြောက်တော်လို့ပြောတယ်သားဖွာခြင်းမခံသေးသောအိုမိန်းမဝမ်းမြောက်တော်တဲ့လင်ရှိသောမိန်းမထက်တာ၍များစွာသောသားတို့ကိုဖွာမြင်ပြီဆိုပြီးတော့ prophet ဟေရှာယဟောထားတယ်အမြုံမသူ့ရဲ့လူမျိုးတော်ကိုအမြုံမဆိုပြီးခိုင်းနှိုင်းထားတယ်ဆိုတော့ဣသရေလလူမျိုးတွေရဲ့ယုံကြည်ခြင်းကကနဦးထဲကညုံတယ်ဆိုတာသားသမီးမရဘူးဆိုတာဟာအပြစ်ကြောင့်မလို့မရတာဖြစ်တယ်လို့သူတို့ကငကိုကနဦးထဲယုံကြည်ထားတာဖြစ်တယ်ဆိုတော့အဲ့ဒီအမြုံမကိုသားပြန်ဖွာစေမယ်ပြောတာငါမင်းရဲ့အပြစ်တွေအလုံးကိုဖွင့်လွှတ်တယ်အဲ့ဒါကိုဘုရားရှင်ဖော်ပြတာဖြစ်တယ်ဆိုတော့အပိုင်ငယ်တစ်ကဘာဖော်ပြလဲဆိုတော့ဘုရားရှင်ရဲ့ခွင့်လွှတ်ခြင်းကိုဖော်ပြတာဖြစ်တယ်ဘုရားသခင်ကဘာလို့ခွင့်လွှတ်တာလဲထိုက်တန်သောကြောင့်လားဒီလူတွေကောင်းလွန်အားကြီးလို့ပရာဟိတစိတ်တွေများလွန်အားကြီးလို့အယံကိုသူ့နာခံလို့လားဟုတ်မနေဘူးသူ့ရဲ့ဖယားရှင်သူ့ရဲ့ဂတိကိုထိန်းတယ်သူ့ရဲ့ပဋိညာဉ်ကိုထိန်းသိမ်းသောဖယားဘက်ကဖြစ်တယ်နောက်တစ်ဖက်ကဘာလဲဆိုဖယားရဲ့သဘောတဘာဝဖယားသခင်ရဲ့ကြံအင်လက္ခဏာကိုကခွင့်လွှတ်ခြင်းဖြစ်နေလို့ဖြစ်တယ်တဲ့ဒါကြောင့်ဖယားသခင်ရဲ့ခွင့်လွှတ်ခြင်းဆိုတဲ့အရာဒီကျမတို့ထိုက်တန်သောကြောင့်မဟုတ်ဘူးဒါပေမဲ့ခွင့်လွှတ်ခြင်းဒီပြည့်လေဖယားသခင်ရဲ့သဘောတဘာဝဖြစ်နေသောကြောင့်ခွင့်လွှတ်ခြင်းဖြစ်တယ်ဆိုတော့ကျမတို့အောင်မေတ္တာရဖို့ဖြစ်တယ်ဆိုဒီခွင့်လွှတ်ခြင်းကကျမတို့ဒီနေ့အမြဲတမ်းချီးမွမ်းနေတဲ့ကယ်တင်ခြင်းဆိုဒီခွင့်လွှတ်ခြင်းအပြင်ကျမတို့ရတာဖြစ်တယ်ဒါမှနှစ်ချက်မှာဘာပြန်ပြောထားလဲဆိုတော့သင်ဤတဲရာကိုကျဲစီလို့တဲ့မျက်နှာချက်ကိုလည်းကျက်အောင်တဲ့တိုင်တွေကိုလည်းပို့ပြီးတော့ခိုင်ခန့်စွာစိုက်ထူအောင်ကျိုးတွေကိုလည်းရှေ့ရှေ့ထပ်ပြီးတော့စအောင်ဆွဲအောင်တဲ့တဲရာကိုကျဲစီလို့တဲကိုချဲ့ပါပြောထားတယ်ဆိုဒီနေ့ဆွပြောတယ်ဖယားသခင်ကအမြုံမကိုသားများစွာဖွားမြင်စေခွင့်လွှတ်ခြင်းကိုဖျားရှင်ပေါ်ပြတယ်အဲ့ဒီမိအားဖြင့်ခွင့်လွှတ်ခြင်းကကျမတို့ကယ်တင်ခြင်းကိုပို့ဆောင်ပေးတယ်ဒီခွင့်လွှတ်ခြင်းအပြင်ကျမတို့ကယ်တင်ခြင်းဒါကျမတို့ဘာတဲကိုထက်ချဲ့မှာလဲအာဗြဟံကိုဘုရားသခင်ကခေါ်ထုတ်ပြီးကောင်းချီးပေးတဲ့အခါအာဗြဟံကတဲနဲ့နေရာတကာကိုလှည့်လည်ပြီးသွားရတယ်သွားတဲ့နေရာသူ့မှာအတိအကျတိုင်းပြည်မရှိဘူးဖယားကဲဒါမင်းတိုင်းပြည်ငါပေးပြီလို့ဘာမှမပြောသေးဘူးမပြောမချင်းကိုတနေရာပြီးတနေရာတဲဆောက်ပြီးတော့သွားပြီးနေရတယ်တချို့နေရာမှာတစ်နှစ်ကြာတယ်တချို့နေရာတွေမှာပိုပြီးကြာနေအဲ့ဒီတဲကိုဒီနေ့ဘုရားသခင်ကျမတို့စောက်ခိုင်းနေတာအဲ့ဒီတဲချဲ့ပြီးစောက်ပါလို့ဘုရားသခင်ပြောနေတာကျ
ကျမတို့ဘာတဲကိုချက်ပြီးဆောက်သစောကပြောတဲ့ဖခင်ရဲ့ခွင့်လွှတ်ခြင်းဖခင်ရဲ့ကယ်တင်ခြင်းဆိုတဲ့အရာကိုဖခင်ရှင်ထံမှာကျမတို့ရပြီးပြီအဲ့ဒီတဲတော်ကိုကျမတို့ခံစားရပြီသို့တော့အဲ့ဒီတဲကိုထက်ချက်အောင်ပါဆိုဘာကိုပြောတာလဲအသက်တာကိုပြုပြင်ခြင်းဆိုတဲ့တဲကိုဖခင်ရှင်ကဒီနေ့ကျမတို့ကိုတွန်းတင်နေတာဖြစ်တယ်နှိုးဆော်နေတာဖြစ်တယ်ကျမတို့ကကယ်တင်ခြင်းရပြီဆိုပြီးကျမတို့အယံဝမ်းမြောက်တယ်ကယ်တင်ခြင်းရပြီခင်ယေရှုရဲ့အသွေးတော်ယဝကတိုင်၌သွန်းသောအသွေးတော်သည်အပြစ်အားလုံးကိုဆေးကြောပေးပြီးတော့မိုးပွင့်ကဲ့သို့ဖြူစင်စေပြီလို့ကျမတို့အမျက်ခွန်အားယူတယ်ချင်းဆိုတယ်သို့တော်လည်းမိုးပွင့်ကဲ့သို့ဖြူစင်သောအသက်တာကိုတော့ကျမတို့မြဲမိတယ်အချင်းဆိုတယ်ပြီးရင်ပြန်သွားတော့ဒုံရင်းတိုင်းပဲဒီနေ့ကျမတို့ကဲတင်ချင်းကိုနားလေသဘောပေါက်တဲ့ပုံစံကိုကျမပြောချင်တာဖြစ်တယ်လူမျိုးတော်ဖခင်ကရွေးထားတဲ့လူမျိုးဖြစ်တယ်တိုးတော်လည်းပဲမနာခံတဲ့အခါမှာတော့သူလည်းမနာခံတဲ့အကျိုးအပြစ်ကိုခံစားရတယ်ဆိုတာကျမတို့မိထားလို့လုံးဝမဖြစ်ဘူးဒါတော့ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းနဲ့ဘုရားသခင်ရဲ့ကယ်တင်ခြင်းကမသေးမချင်းလုံးမဲ့အပြစ်အားလုံးတွေကိုစေးကြောပြီးပြီဟာဆိုပြီးတော့လှုပ်ချင်ရလှုပ်ဖို့အတွက်မဟုတ်ဘူးဆိုတာကိုကျမတို့အမြဲတမ်းအောင်းလို့တတိယနေဖို့လိုတယ်ဆိုတာဒီမှာဖော်ပြလိုတာဖြစ်တယ်ဖိလိပ္ပိန်းမှာအသင်းတော်တစ်ပါးရှိတယ်တဲ့အဲ့ဒီအသင်းတော်ကဘုရားသခင်ကယုံကြည်သူတွေကိုချမ်းသာစေခြင်းလဲအဲ့ဒါဟာသူတို့ရဲ့ theology ဖြစ်တယ်အဲ့တော့သူတို့ချမ်းသာအောင်လုပ်တယ်အယံချမ်းသာတယ်လို့ပြောတယ်လူမများဘူးတဲ့အသင်းတော်ရဲ့ member သိတယ်တိုးတော်လဲအယံချမ်းသာတယ်လို့ပြောတယ်ဘာသာရေးအလှူဒန်းအယံလုပ်နိုင်တယ်လို့ပြောတယ်တိုးတော်လဲသူတို့ဘယ်လိုချမ်းသာလဲသိလား drug လုပ်ပြီးမှချမ်းသာတာ drug လုပ်ပြီးမှချမ်းသာတဲ့လူတွေဒီနေ့ပါဇက်ကဖယားလို့ပြောတော်လဲပဲသူတို့လက်တွေ့လှုပ်ပြီးတော့ဒီဖယားအတွက်သူတို့လုပ်နေတဲ့ရတဲ့ဟာလေဒီ drug ကနေဟာလေကျမတို့ဒီတင်ချင်းဖယားရင်ခွင့်လွှတ်ခြင်းလို့ပြောတဲ့စဉ်းစားဖို့ကိုပြောချင်တာဖြစ်တယ်ကျမတို့ရဲ့ဖယားသခင်ကိုယုံကြည်တဲ့ပုံစံကျမတို့ရဲ့ theology ကနေ့စဉ်ကျမတို့ရဲ့အသက်တာကိုလွှမ်းမိုးထားတယ်လူငယ်တွေမိထားလို့မဖြစ်ဘူးဒီလူငယ်တွေကအကြည့်ရှေ့လျှောက်သက်တာအများကြီးသွားရအောင်ဘလို့ဖျားပေါ်ဘလို့ယုံကြည်ခြင်းကမင်းတို့ရဲ့အသက်တာကိုလွှမ်းမိုးတယ်ဆိုတာဒါအရေးကြီးတယ်1990ကာလလောက်တုန်းကနေဝင်းအစိုးရချင်းပြည်နယ်အရန်ဆင်းရဲတယ်ချင်းပြည်အရန်ဆင်းရဲတယ်ဘာမှလည်းမထွက်ဘူးဒီတော့ဘိန်းဆိုင်ခိုင်းမယ်ဆိုပြီးတော့အစိုးရရဲ့လျှို့ဝှက်ပလန်လုပ်တယ်တဲ့အစိုးရလျှို့ဝှက်စီမံကိန်းချတယ်လို့ပြောတယ်တိုးတော်လဲပဲအဲ့ဒီစီမံကိန်းကိုရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်ကတက်နေတဲ့သူတွေတည်သွားကြတဲ့အခါဒီ university ကျောင်းသားတွေချင်းကျောင်းသားတွေနော်ဒီ university ကျောင်းသားတွေကငါတို့ချင်းအများစုပါဖယားသခင်ရဲ့သားသမီးတွေဖြစ်တယ်ဒီလိုမျိုးဖယားလည်းမကြိုက်ဘူးလူမျိုးကိုလည်းအညွန့်တုံးစေမယ်ဒီဘိန်းဆိုင်တာဘလို့မှချင်းပြည်နယ်မှာလက်ခံလို့မရဘူးဆိုပြီးတော့တက္ကသိုလ်ကျောင်းသားတွေကနေစုပြီးဦးစီးပြီးတော့အစိုးရကိုစာပို့တယ်တဲ့အဲ့ဒီလိုစာပို့တဲ့အတွက်နောက်ဆုံးမှာအဲ့နေဝင်းအစိုးရရဲ့အဲ့ဒီစီမံကိန်းကြီးပြတ်သွားတယ်ဆိုတွေ့ရတယ်ဒီနေ့လူငယ်တွေကကျမတို့ချင်းလူမျိုးကျမတို့ရဲ့ဒီချင်းပြည်ဒီလူငယ်တွေကဥဆောင်ရမယ်နောက်ဆုံးကြဲကြဲချဲ့မယ်ဆိုလို့ရှိရင်ချင်းပြည်နဲ့ချင်းလူမျိုးတွေမကောက်ဒီနိုင်ငံကိုဥဆောင်ရမယ်ဒါကြောင့်ကျမတို့ရဲ့ဖယားကိုဘလို့ယုံကြည်တယ်လဲဆိုတဲ့အရာကကျမတို့ရဲ့အသက်တာကိုပုံသွင်းသွားမှာဖြစ်တဲ့အတွက်အဲ့ဒါအယံတတိချက်စရာဖြစ်တယ်ကဲတင်ခြင်းဆိုတဲ့အရာနဲ့ဖယားရဲ့ဖွင့်လှစ်ခြင်းဆိုတဲ့အရာကိုခရိယန်အသက်တာနဲ့လုံးဝခွဲမခြားမခွဲခြားပါနဲ့ဆိုတာကိုကျမပြောချင်တာဖြစ်တယ်ဒီကဲတင်ခြင်းရဲ့နောက်မှာခရိယန်အသက်တာဆိုတာလုံးဝခွဲလို့မရဘဲနဲ့အမြဲတမ်းလိုက်ပါလာတယ်ဆိုတာအမြဲတမ်းချက်ဖို့ဖြစ်တယ်ဒါကြောင့်ကျမတို့တဲတော်လို့ပြောတဲ့အခါမှာနံပါတ်1အနေနဲ့ပြောချင်တာကျမတို့ဒီတဲတော်ကိုကျမတို့အသက်တာဆိုဒီတဲကိုဘယ်လိုပြုပြင်မလဲလူသားဆိုတော့အ
ခါတည်းမှာမနာလိုစိတ်ကလေးတွေရှိတတ်တယ်ဒေါသတွေအခက်မတင်ဒေါသအရန်ထွက်လာကြတယ်အရာရာကိုကောင်းတဲ့ဖက်ကနေကြည်တတ်တာရှိတယ်လို့မကောင်းတဲ့ဖက်ကနေပဲကြည်တတ်တာမျိုးတွေကျမတို့လူသားတွေမှာဖြစ်တတ်တယ်ဒီနေ့ခေတ်အတင်းပြောပုံတစ်မျိုးကျမပြောလိုက်ဒီနေ့ခေတ်အတင်းပြောတဲ့ပုံကဟာတာပြောသူလိုဘာလိုနဲ့သူများရဲ့အားနည်းချက်ကိုလူရှိသူရှိမှချထည့်ပလိုက်တာသူများရဲ့အတင်းပြောတာပြီးတော့အယံစေတနာရှိတယ်လို့အယံကိုဖြစ်စေခြင်းလို့ဆိုတဲ့ပုံစံမျိုးနဲ့သူများရဲ့အားနည်းချက်ကိုပြောတာသူများကိုအတင်းပြောတာဒီနေ့ခေတ်ရဲ့အတင်းပြောတဲ့ပုံစံနော်ဒါလည်းကျမတို့ကြားထဲမှာကျမတို့ကြားဆိုတာဒီနေ့ခေတ်လူသားတွေကြားထဲမှာအများကြီးရှိနေတယ်လူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်ဒါရှိနေတဲ့အရာဖြစ်တယ်နောက်ပြီးတော့ internet မှာဆဲတဲ့လူတွေကိုတခြားလူမျိုးတွေချီးပဲလို့ထင်နေတယ်ချင်းတွေအများကြီးပဲချင်းနာမယ်အောက်မှာဆဲပါတယ်ဆိုတဲ့စာတွေအများကြီး Facebook မှာတွေ့မှာပါ internet ကိုသုံးပြီးတော့အလွဲသုံးစားလုပ်တဲ့ချင်းတွေလည်းကျွန်တော်တို့အများကြီးရှိတယ်ပစ္စည်းကောင်းပြီးညွန့်ပေးဆိုတာမှခက်နဲ့အညီအရန်လိုချင်တဲ့အတွက်အဲ့ဒီပစ္စည်းကောင်းပြီးညွန့်ပေးဆိုတာကိုလိုချင်တဲ့အတွက်ဘာမှမဆိုလုပ်ရတဲ့တတိဆိုတာမျိုးကလူတွေစီမှာအရန်ဝင်လာတယ်လူငယ်မပြောနဲ့လူကြီးတချို့တောင်မှအဲ့ဒါကိုမထိန်ချုပ်နိုင်ဘူးအဲကြောင့်မို့ကျမတို့ရဲ့တဲပြောတဲ့အခါမှာကျမတို့ရဲ့အသက်တာမှာဘာအားနည်းချက်ရှိပြီးတော့ကျမတို့အသက်တာရဲ့ဘယ်အရာကိုကျမတို့ကစွန့်လွတ်ပြီးတော့ဘယ်အရာကိုကျမတို့ပြုတ်ပြင်ရမလဲဆိုတော့ကိုယ့်ကိုအမြဲတမ်းပြန်ဆင်ခြင်သုံးသပ်နေဖို့လိုတယ်ချစ်ချင်းမြတ်တာဆိုတဲ့တိုင်ကိုမြဲမြံစွာစိုက်ဖို့လိုတယ်ဒါ prophet Hishaya အဖြစ်ကျမတို့ဖျားခင်နှိုးဆော်တာဖြစ်တယ်ခရစ်ချင်းဆိုတဲ့ဂျိုးကိုကျမတို့ရှေးအကောင်းမြင်ခြင်းသူများကိုနားလေခြင်းဒေါသကိုထိန်းချုပ်ခြင်းဆိုတဲ့မျက်နှာချက်ကိုကျမတို့ချက်ဖို့လိုတယ်တောင်းမချင်းဆိုတဲ့တိုင်ကိုခိုင်မြဲနဲ့ကိုစိုက်ထူဖို့ကျမတို့လိုတယ်ဒီနေ့ကျမတို့ရဲ့တဲကိုဘုရားသခင်ကဘလို့နီးနဲ့ချဲ့စီခြင်းလဲဘလို့ကျဲစီခြင်းလဲဆိုတော့နာခံခြင်းအပြင်ကျမတို့ရဲ့တဲကိုချဲ့ဖို့ဘုရားသခင်အလိုတော်ရှိတယ်ဆိုတာကိုဒီ prophet Hishaya အပြင်ကျမတို့သိရတာဖြစ်တယ်နံပါတ်3တစ်ချက်ပြောချင်တာပါလဲဆိုတော့ဒီဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းနဲ့ကယ်တင်ခြင်းရဲ့အနောက်မှာနောက်ထပ်ဒွန်တွဲပါလာတာပါလဲဆိုတက်တည်ခံခြင်းဘုရားသခင်သူ့ရဲ့လူမျိုးကိုရွေးချယ်တာဣသရေလလူမျိုးတွေကသပင်ရွှေရောင်လေးနဲ့အသားဖြူလေးနဲ့လှလွန်းလို့ရွေးချယ်တာမဟုတ်ဘူးသူတို့အကျင့်စာရိတ္တကောင်းလွန်းလို့ရွေးချယ်တာမဟုတ်ဟိုလူဒီလူအကုန်လုံးဒီလိုပုံသက်တန်ဒီလိုစိတ်တက်ဒီလိုမျိုးလူတွေကအတူတူပဲတို့တော်လည်းဘာလို့ဒီလူတွေကိုမှဖျားခံလူမျိုးတော်ဖြစ်ရွေးချယ်တာလဲပဝန်းကျင်ကလူတွေသူဒီဖန်ဆင်းသောဖျားသူဒီကဲတင်သောဖျားဖြစ်တယ်ဆိုတာကိုသူတို့တက်တည်ခံဖို့ရန်အတွက်ဖျားခံဒီလူမျိုးတော်ကိုရွေးချယ်တာဖြစ်တယ်တို့တော်လည်းဖျားခံလူမျိုးတော်ကဘုရားသခင်ရဲ့အကြောင်းကိုသိသိခံဖို့ဆိုတာတဲ့သူတို့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်အပိုင်ဘုရားသခင်သိမ်းထားတယ်သူတို့ sharing မလုပ်ဘူးသူတို့အားဖြင့်ဘုရားကိုလူတွေမမြင်ဘူးဆိုတော့ကျမအဲ့ဒါကိုအရှိမပြောဘူး verse ကျမ်းပိုက်အငယ်3မှာလက်ဝဲဖက်လက်ရဘက်ကိုတိုးပွားမယ်လူမျိုးတပါးမျိုးသားတို့ရဲ့မြေနေရာတွေမှာအမွေခံရမယ်လို့ prophet Hishaya ဟောထားတယ်ကျမတို့အမြင်ခံမဲ့နေရာကအမေရိကကိုသွားပြီးချင်းတွေကသွားသိမ်းပိုက်ပြီးအမေရိကန်ပြည်ထောင်စုရဲ့ချင်းပြည်ထောင်စုဖြစ်မယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘူးမြန်မာတနိုင်ငံလုံးဟာချင်းနိုင်ငံဖြစ်မယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘူးကျမတို့အမွေခံရမယ့်အရာကျမတို့လက်ရဖက်လက်ဝဲဖက်တိုးပွားမယ့်အရာကတော့ကျမတို့ရဲ့ဖယားသခင်နဲ့ပတ်သက်၍တက်တည်ခံခြင်းအရာပဲဖြစ်တယ်တူပဲပြောမယ်တက်တည်ခံခြင်းလို့ပြောတဲ့အခါမှာအားလုံးသိပြီးသားဖြစ်တယ်ဂျောရှုအာရဲ့အသက်တာမှာသူ့သခင်ရဲ့မိန်းမကဖျားယောင်းသွေးဆောင်တဲ့အခါမှာသူပြောတယ်ဖယားမကြိုက်တာကိုလွတ်ပြီးတော့ဘာလို့ဖယားရှိမှငါအပြစ်လုပ်ရမလဲဆိုပြီးတော့ညှင်းဆန်တယ်ဂျောရှုအာမဟုတ်ဂျိုးဆက်ရဲ့အသက်တာမှာဖယားမကြိုက်တာကိုလွတ်ပြီးတော့ဘာလို့ဖယားရှိမှငါအပြစ်လုပ်မှာလဲဆိုပြီးတော့ဂျိုးဆက်ကဖယားရဲ့တန်ရှင်းခြင်းဖယားရဲ့အပြစ်ကိုယွန်ရှာခြင်းကိုသူ့ရဲ့အသက်တာနဲ့သက်သေခံတယ်
Abraham ဖယားမသိတဲ့နေရာတကအနှံ့အပြတ်တဲဆောက်ပြီးတနေရာပြီးတနေရာသူလှည့်ပတ်ပြီးတော့သူရွှေ့နေတယ်သူရွှေ့တဲ့နေရာတိုင်းမှာသူနဲ့သူဖယားကအမြဲတမ်းရှိပြီးကောင်းချီးပေးတယ်ဒါကိုသူ့ရဲ့အသက်တာတဲ့ Joshua လူတွေအားလုံးစိတ်တစဝေးစွာဖြစ်နေတဲ့အချိန်မှာ तू ကတော့ပြက်ပြက်သားသားနဲ့ငါတို့ကိုကဲတင်တဲ့ဖယားငါတို့ကိုကောင်းချီးပေးပြီးလမ်းပြတဲ့ဖယားကိုငါနဲ့ငါမိသားစုကတော့ရွေးချယ်မယ်ဆိုပြီးတော့ဖယားသည်ကဲတင်တဲ့ဖယားလမ်းပြတဲ့ဖယားကောင်းချီးပေးသောဖယားဆိုတော့တသက်ခံယောဘရဲ့အသက်တာဒုက္ခအကြီးကြီးရောက်တယ်လူသားမန်းတွေတော်ယုံတန်ယုံလူစီမှာမရောက်မဲ့ဒုက္ခမျိုးတွေသူတနင့်တပိုးကြီးခံစားရတယ်တိုးတော်လဲဖယားသခင်ဒီဖြောင့်မတ်ဤဆိုပြီးတော့ဖယားရဲ့ဖြောင့်မတ်ခြင်းကိုသူ့ရဲ့အသက်တာတသက်ခံဆိုတာကိုတွေ့ရတယ်ဒီနေ့ဣသရေလရဲ့သမိုင်းကိုကြည့်တဲ့အခါမှာဖယားသခင်ဒီချစ်ချင်းမြတ်တာဖြစ်ခြင်းနဲ့ဖယားသခင်ဒီခွင့်လွှတ်ခြင်းဆိုတဲ့အရာကိုသူတို့ရဲ့အသက်တာသူတို့ရဲ့သမိုင်းမှာတွေ့ရတယ်ဣသရေလရဲ့တသက်ခံဒါဒီနေ့ကျမတို့ဖယားသခင်ကဣသရေလတွေကဲ့သို့ကျမတို့ဒီနေ့ချစ်ချင်းမြတ်တာကျမတို့ခံယူရတယ်ဣသရေလလိုပဲကျမတို့ဖယားကခွင့်လွှတ်တယ်လို့ကျမတို့ပြောတယ်ဒါဆိုလို့ရှိရင်ကျမတို့ဒီကိုးကွယ်တဲ့ဖယားကိုကျမတို့ဘလို့အသက်တာနဲ့ကျမတို့ပတ်ဝန်းကျင်မှာတသက်ခံတယ်ဖြောင့်မတ်တဲ့ဖယားဖြစ်တသက်ခံမယ်ဆိုရင်ကျမတို့ဖြောင့်မတ်ဖို့လိုတယ်ချစ်ချင်းမြတ်တာဖယားခွင့်လွှတ်တဲ့ဖယားဖြစ်တသက်ခံမယ်ဆိုရင်ကျမတို့ချစ်တတ်ဖို့လိုတယ်ခွင့်လွှတ်နိုင်ဖို့လိုတယ်တရားမျှတတဲ့ဖယားအပြစ်ကိုယွန်ရှာတဲ့ဖယားဖြစ်ကျမတို့တသက်ခံခြင်းကျမတို့ကိုယ်တိုင်အပြစ်ယွန်ရှာဖို့လိုတယ်ကျမတို့ကိုယ်တိုင်မျှမျှတတနဲ့အသက်ရှင်တတ်ဖို့လိုတယ်ဒါတော့ဒီ prophet ဟေရှာယအဓိကပေးတဲ့ message ကခွင့်လွှတ်ခြင်းဆိုတဲ့အရာဖြစ်တယ်ဒီခွင့်လွှတ်ခြင်းအပြင်ကျမတို့အားလုံးကယ်တင်ခြင်းကိုကျမတို့အားလုံးခံယူရရှိကြတယ်အဲ့ဒီကယ်တင်ခြင်းရဲ့နောက်မှာဒွန်တွဲပြီးတော့ပါလာတာဘလို့မှဖြတ်တောက်လို့မရဘဲနဲ့အမြဲတမ်းဆက်ဆက်ပြီးတွဲပါလာတာကျမတို့ရဲ့အသက်တာတဲဆိုတဲ့အရာကိုပြုပြင်ဖို့အတွက်ဖြစ်တယ်အဲ့ဒီနောက်မှာဘာထပ်ပါသေးလဲဆိုတာဝန်ပါတယ်ဒီခွင့်လွှတ်ခြင်းကယ်တင်ခြင်းနောက်မှာပါလာတဲ့တာဝန်ကတသက်ခံခြင်းဆိုတဲ့အရာဖြစ်တယ်ဒါကြောင့်ဒီနေ့လူငယ်တွေအားလုံးကျမတို့အသက်တာတဲကိုငါဘာပြင်ရမလဲဘယ်နည်းအပြင်ငါကိုးကွယ်တဲ့ဖခင်ဘလို့ဖခင်ဖြစ်တယ်ဆိုတာငါဘလို့တသက်ခံမလဲဆိုတာအမြဲတမ်းစူးစမ်းနေဖို့ကိုပြန်ပြီးစမ်းစစ်နေဖို့တဲ့ခွန်အားယူကြပါစို့လို့ဒါ prophet ဟေရှာယအဖြစ်ဖခင်ကျမတို့အားနှိုးဆော်ခြင်းဖြစ်တယ်ဆိုတာကိုဝေငှလို့ဖြစ်ပါတယ်လို့ယေရှုတင်ပါတယ်တရား Don't
She's a